ရပေါင်လိုက်တဲ့ပတ်စံနဲ့တမီးကဘလို့လုပ်ပြီးနိုင်ငံခြားကိုစိတ်ဖြောင်းဖြောင်းတန်းတန်းနဲ့သွားနိုင်ပါလေအမေကဒီမှာအကျွေးပရဘွားနဲ့ကြံခဲ့မှာပြီးတော့ပြန်ဆက်နိုင်မှာလည်းမဟုတ်ဘူးအင်္ဂယံကိုထိုးအပ်လိုက်အဲ့လောက်လုပ်နိုင်မယ်မထင်တာဘူးဆိုတော့ရိုက်ချောမှလေဟာပိုးတားစူးစားဆိုတာကိုသိလာတယ်အမားလည်းပိုးတယ်ဘိုက်ကြီးတာတစ်ခါမမြိုက်ဘူးလေဒါပထမဆုံးပဲမင်္ဂလာဆောင်အဝတ်စားလေတစ်ခါမမြိုက်ဘူးလေဒါပထမဆုံးပဲသူ wedding နဲ့ပတ်သက်ပြီးတော့ photo ရိုက်ရင်ဒါမှ2ယောက်တည်းမရိုက်ဘူးသေးဘူးလေဒါပထမဆုံးမင်္ဂလာဆောင်ရတဲ့ဇက်ဝင်ကန်ဇက်ကားပေါ့နော်ပြောပထမဆုံးဘိုက်ကြီးရတဲ့ကားပေါ့သူမောင်လို့တစ်ခါမခေါ်ဘူးပေါ့နော်ဒီကားကပထမဆုံးမောင်လို့ခေါ်တယ်ပေါ့ပိုးဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်လေခက်အေးအေးလေးပုံစံလို့ထင်ရတယ်ရိုတက်တယ်ဆိုရင်မဲ့လေကချစ်လေးတွေရမ်းရမထင်ရဘူးဒါပေမဲ့ तू လောက်တတ်တယ်တော်တော်လောက်တတ်တယ်ပေါ့နော်မထင်ရအောင်သူ့ပုံစံလေးနဲ့လေအမကဒီဇက်ကားတွေမြိုက်တာ3နှစ်ကျော်သွားပြီပဲလေ3နှစ်ကျော်ပြီးတော့ဒါပါဆုံးရိုက်တဲ့ဇက်လန်းလည်းဖြစ်တယ်ပြီးတော့နောက်ကိုတကယ်ကိုစိတ်ကြိုက်ရိုက်ခွင့်ရတဲ့ဇက်ကားပေါ့မာဘက်ကအမအတွက်အကောင်းဆုံးဝတ္ထုကိုအကောင်းဆုံး DOP အကောင်းဆုံးသရုပ်ဆောင်တွေနဲ့ဒီပြောမဆိုရှင်ရိုက်ခွင့်ပေးတယ်ပေါ့ဆိုတော့ကမ်ဘတ်လေးကအရင်ကလှပါပါတယ်ဒီဇက်ကားကပြောမဆိုရင်သူ့ရဲ့ဝတ္ထုကတော့အဓိကအမေ2ယောက်ပေါ့နော်အမေ2ယောက်ရဲ့ဒီချွေးမရဲ့ပေါ့3ပွင့်ဆိုင်ဇက်ပေါ့လေဆိုတော့ဒါပေမဲ့အမတို့ဒီဇက်ညုံခွဲတဲ့ခါကျတော့တို့ကပြောမဆိုရင်ဇလန်တွဲဆိုတဲ့ကအကြောင်းအရာတွေထက်ချက်ရတာချဲ့တဲ့ခါမှာဒီအချစ်တွေပါပို့ပြီးပါလာတာပါလာတော့အမတို့ဒီဇက်ကားက1500နဲ့928နဲ့အားပြိုင်နေတာဖြစ်သွားတယ်ပြီးတော့အပိုင်း20ပြည့်တဲ့ကြောင့်မို့အကြောင်းအရာတွေပုံများလာတဲ့ခါမှာကြီးရတဲ့ပြိသက်အတွက်ပေါ့နော်ပို့ပြီးတော့ရတာဆုံးကြည့်ရတာဖြစ်သွားတယ်ပေါ့ပြီးတော့နောက်တစ်ခုကဒီထဲမှာဆိုရင်ဥဆက်ကနေရပေါ့ဆက်ကနေရဆိုရင်ကိုစင်မျိုးပေါ့သူ့နေရာကဒီဝတ္ထုထဲမှာကျတော့တကယ်ကို fan စစ်ပေါ့လေဆိုတော့ဒါပေမဲ့အမကျတော့ဒီဇန်ညုံပေါ့နော်ဇန်ညုံဖက်ကြည့်ပြီးတဲ့အချိန်မှာအမတွေးပြီးတာကဇက်ထဲမှာဆိုရင်တကယ်ထွက်ပေါက်မရှိဘူးပေါ့ပြိသက်အတွက်ကြည့်စရာစိတ်ထွက်ပေါက်မရှိဘူးဆိုတော့ဒီ van ကို yo van မဝင်နဲ့ comic van ပေါ့ comedy van လေးလုပ်လိုက်လို့ရှိရင်တော့အတိတ်တစ်ခုဖြစ်သွားမယ်ပြိသက်အတွက်လည်းစိတ်ထွက်ပေါက်တစ်ခုရမယ်ဆိုပြီးကိုစင်မျိုးကိုဒါဝတ္ထုနဲ့မတူပဲအမတို့ဒီ comic van လုပ်ထားတယ်ပေါ့ဆိုတော့အမကလည်းမရိုက်ဘူးတဲ့ပုံစံပေါ့အမရိုက်လို့ရှိရင်တော့ van ဆို van ပဲ comic ဆို comic ပဲပေါ့နော်တရုပ်ဆောင် comedy ဆို comedy ပဲပေါ့ဒီမှာကျတော့ comic van လုပ်ထားတယ်ဆိုတော့ဒါလေးကလည်းအမတို့ပြောမဆိုရင်ပြောင်းလဲရတဲ့ဟာလေးပေါ့နောက်တရုပ်ဆောင်နဲ့ပတ်သက်လို့ရှိရင်လည်းစုပန်ထရာဆိုရင်တော့ဒါမဟာဘက်ကရွေးပေးတာဒေါ်မင်းမာလာနဲ့လိုက်တယ်ဆိုပြီးတော့ရွေးပေးတယ်အဲ့ခါမှာအမစုပန်ထရာကိုအရင်မြင်မှုတဲ့စုပန်ထရာမဟုတ်တော့ပုံစံမျိုးပေါ့နော်အဝေးစားစကိုင်းတွေရောအိုင်တင်ရောအကုန်ချင်းခဲ့တယ်ပမန်းလည်းအကယ်စူးစမ်းရတယ်ရိုက်ပြီးမှဆိုရင်အမဘာလို့လိုတဲ့အတိုင်းသူအကုန်လုံးစိတ်ရှည်လက်ရှိလုပ်ပေးတယ်ပေါ့နောက်ဖူးဆောင်ပေါ့ဖူးဆောင်ဆိုလို့ရှိရင်တော့ဒါတော်တော်အတိုက်ခံလုပ်လိုက်ရတယ်မဟာနဲ့ဘာဆိုတော့သူကဖူးဆောင်ကိုတို့ကဒေါ်မင်းမာလာနေအောင်သူကထည့်ခြင်းတယ်ဆိုတော့အမကြောင့်မဟုတ်ဘူးဒေါ်နေရဲ့မလုပ်ချင်တယ်ပေါ့ဆိုတော့သူကပြောတယ်အရှိမဖူးဆောင်ဒီဒေါ်ဘေဘီနေနဲ့ရမ်းပေါက်ခဲ့တယ်ပေါ့လေဆိုတော့ဒီစင်းရဲသားပုံစံဒီခတ်ဆွာပုံစံကအရှိမရှိပြီးတဲ့အခါမှာဒီမှာလဲဒီလိုပဲစင်းရဲသားခတ်ဆွာဆိုတော့ကြည့်ရပြိတ္တတော့ကထပ်ပြီးတော့မထူးပဲနဲ့ပေါ့နော်ဖြစ်နေလိမ့်မယ်ပေါ့ဆိုတော့မဟုတ်ဘူးဒီမှာဒေါ်နေရဲ့ကြတော့ရှေ့ကဒေါ်ဘေဘီနဲ့မတူဘူးသူကပုံစံတစ်မျိုးသွားတယ်ပြီးတော့အမတို့ဒီဝေစားအစင်ထုံးမဲ့မှုမိတ်ကပ်ကအစားပေါ့နော်ပြောင်းပြစ်ခြင်းတယ်ဆိုတော့ဖူးဆောင်လည်းပြောတယ်စိတ်ချသူစူးစမ်းမယ်ပေါ့နော်ဒေါ်ဘေဘီမဟုတ်တော့နောက်ထပ်ဒီဒေါ်နေမန်ဆိုတဲ့ character တစ်ခုကိုသူထပ်ပြီးလုပ်ပြခြင်းတယ်ဆိုပြီးတော့မတို့တွေပြောမယ်ဆိုရင်ဒါကိုယ့်ဘက်က challenge လုပ်ပြီးတော့ဒါရိုက်ကူးခဲ့ရပါလေဆိုတော့တကယ်လဲဒေါ်နေမန်ဖြစ်ခဲ့ပါတယ်ကြည့်ရပြိတ္တတွေဆိုလို့ရှိရင်သိရမှာပါဖူးဆောင်ကိုမမြင်ဘူးတဲ့ပုံစံပေါ့နော်တစ်ခုနဲ့တွေ့ရလိမ့်မယ်မိတ်ကပ်ကအစားပေါ့နောက်ဆိုမိတ်ကပ်ဆိုတော့မရှိတဲ့လောက်ကိုလိန်ခိုင်းတာတော့နှကန်းကြီးဆိုရင်လည်းမရှိတဲ့လောက်ပဲစိုးတော့မစိုးထိအောင်ထိပြချင်းဖြတ်ပလိုက်တာပေါ့နော်ဒါဆိုရက်ွက်ထဲကဒီစင်းရဲသားခတ်ဆွာမိမတယောက်ရဲ့ပုံစံပြီးတော့နောက်တစ်ခါကျတော့သူကစင်းရဲပေမဲ့လည်းချောနေရမယ်ဆိုတော့မိတ်ကပ်သမားပေါ့နော်လေမိတ်ကပ်ဆရာကြီးဆိုရင်လည်းတော်တော်ခက်တယ်ဒါဆိုချစ်လို့ရှိရင်မိတ်ကပ်မရှိဘူးလို့ထင်ရတဲ့ပုံစံဆိုရင်လှလဲလှနေရမယ်ဆိုတော့အဲ့ဒါကိုလိမ့်ရတော်တော်ခက်ပါတယ်ဒါဆိုမိတ်ကပ်ပပလေးဆိုတာအချက်ကိုပိုခက်တယ်ပေါ့လေဆိုတော့ဒါလည်းအဲ့မှာဆိုရင်ငါတို့ item အပြင်မိတ်ကပ်ကောအဝတ်စားရောပေါ့နော်ပြောင်းလဲဖြစ်ခဲ့တယ်ပေါ့ပြီးတော့နောက်ပုံမီတာပေါ့ပုံမီတာဆိုလို့ရှိရင်ဒီဇက်ကားမှာပြိတ္တတွေမမြင်ဘူးတဲ့ item မြင်ရလိမ့်မယ်ဒါဆိုပိုးကများသောအားဖြင့်အချစ်ကားလေးတွေရိုက်တာများတာဟုတ်ဆိုတော့ဒီမှာကျတော့သူအချစ်တွေမကောက်ဘူးသူအိမ်အောင်ရေးပါလာတယ်ဘဝတွေပါလာတယ်ဆိုတော့အိမ်အောင်တဲ့မိန်းမတစ်ယောက်ရဲ့ဒီပြောမယ်ဆိုအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ဒုက္ခရှိသူဒုက္ခတွေရှိတယ်ဒီ item တွေအစ်စ်တွေပေါ့နော်ဆိုတော့အမဆိုရင်မရိုက်ခင်ရဆိုလေပုံမိသားကိုလေအဲ့လောက်လုံးနိုင်မယ်မထင်တာဘူးဆိုတော့ရိုက်ချောမှလေဟာပိုးတားစူးစားဆိုတာကိုသိလာတယ်ပြီးတော့စူးစားတယ်ယူသွတ်တယ်ပြီးတော့သူကိုယ်တိုင်ကစဉ်းစားပြီးရပေါ့နော်အမရေဒီဟာဆိုပိုးလို့လုံးချင်တယ်နော်ဆိုပိုကောင်းအောင်သူဝိုင်းစဉ်းစားပြီးရပေါ့ပြီးတော့နောက်သူဆရာအောင်မဆိုတော့ဒီစေးရုပ်တက်တဲ့အကန်းကြီးဆိုလို့ရှိရင်သူကနေပြီးတော့အမရေဘယ်လိုလုပ်လိုက်နေလို့ကောင်းမယ်နော်ဆိုတာမျိုးလေးအကြံလေးပေးတယ်ပေါ့လေဆိုတော့
ပြောမယ်ဆိုရင်ကိုမျောလင်းသားအတက်ကိုပိုပြီးတိုးဆောင်ပြီးစူးစမ်းမှုတွေကိုရတယ်ပြီးတော့နောက်ပိုးဆိုလို့ရှိရင်သူပြောတယ်အမားလည်းပိုးတယ်ဘိုက်ကြီးတာတစ်ခါမရိုက်ဘူးလေဒါပထမဆုံးပဲပြီးတော့နောက်သူမင်္ဂလာဆောင်ပေါ့နော်မင်္ဂလာဆောင်အဝတ်စားလေသူတစ်ခါမရိုက်ဘူးလေဒါပထမဆုံးပဲသူ wedding နဲ့ပတ်သက်ပြီးတော့ photo ရိုက်ရင်တော့မှ2ယောက်တည်းမရိုက်ဘူးသေးဘူးလေဒါပထမဆုံးမင်္ဂလာဆောင်ရတဲ့ဇက်ဝင်ကန်ဇက်ကားပေါ့နော်ပြီးတော့ပထမဆုံးဘိုက်ကြီးရတဲ့ကားပေါ့ပြီးတော့သူအရင်လည်းဖြေဘူးပါတယ်သူမောင်လို့တစ်ခါမခေါ်ဘူးပေါ့နော်ဒီကားကပထမဆုံးမောင်လို့ခေါ်တယ်ပေါ့ပြီးတော့နောက်ပိုးဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်လေခက်အေးလေးပုံစံလို့ထင်ရတယ်ရိုးတက်တယ်ဆိုပေမဲ့လေကချစ်လေးရမ်းရမလို့ထင်ရအောင်ဒါပေမဲ့ तू လောက်တက်တယ်တော်တော်လောက်တက်တယ်ပေါ့နော်မထင်ရအောင်သူ့ပုံစံလေးနဲ့လေဆိုတော့အပိုင်း20လုံးကြည့်ပါလို့ရှိရင်တော့ပိုးမိသားသည်ဘယ်လောက်ထိ identity လောက်ပြနိုင်လဲဆိုတာကိုမြင်ရမယ်ပေါ့နော်ပြီးတော့ချက်မြင့်ရတော့ပေါ့ချက်မြင့်တော့ဆိုရင်လည်းသူ့ကိုတော်တော်များကြည့်ဘူးလားအမား character ပဲကြည့်ဘူးကြားလိမ့်မယ်ပေါ့ဒီကားမှာတော့ချက်မြင့်တော့ဒီအမား point လေးလည်းဖြစ်တယ်အရန်ချစ်တဲ့တော့ကောင်လေးတယောက်အနေနဲ့လည်းမြင်ရမယ်ပေါ့ဒါလည်းပြိသက်အတွက်အစ်စ်တစ်ခုဖြစ်မှာပါပြောမယ်ဆိုဒီမှာပိုင်းအဓိကဇက်ကောင်လေးပေါ့နော်ဇက်ကောင်၄ယောက်ဖြစ်တယ်ဒီချက်မြင့်တို့ရဲ့ပိုးမီတာရဲ့ဖူးဆောင်ရဲ့စူပန်ထရိုင်ပေါ့နော်သူတို့၄ယောက်ဆိုလို့ရှိရင်မျောလင်းတော့တကူလုံးနိုင်တာတွေ့ရတယ်ပြီးတော့ဒီရိုက်တဲ့အချိန်မှာလည်းခြေနဲ့တယ်ရိုက်ပြီးတော့ကားဆက်ပြီးတဲ့အချိန်မှာကိုအောင်ခြေနဲ့သေးတယ်တကယ်ကိုလိုချင်တဲ့အတိုင်းတာတီကိုအားရခြေနဲ့တယ်ပြီးတော့အမတို့ဒီအမရိုက်ခဲ့တဲ့ဇလန်းနေနေဆိုလို့ရှိရင်တော့မိဘမြစ်တာလည်းကိုရိုက်ဘူးတယ်ဒါပေမဲ့ရိုက်ပြီးမိဘမြစ်တာကတော့အမေတယောက်တည်း site ကိုရိုက်ပြီးတယ်ပေါ့နော်ဒီကားကြတော့သူကအမေ2ယောက်ရဲ့ site ပေါ့အဲ့မှာဆင်းရဲတဲ့အမေချမ်းသာတဲ့အမေပေါ့နော်ပြီးတော့နောက်ပုံမှန်တော့ဒီမှာကားတွေမှာဆိုရှင်လေချမ်းသာတဲ့အမေတွေကအပေါ်ကြီးကနေဆင်းရဲတဲ့အမေတွေကအနှိမ်ခံဘွားပေါ့နော်ပြီးတော့ကိုသားသမီးကိုဒီချမ်းသာတဲ့မိဘကလက်ထပ်ဖို့အတွက်ကိုကိုမှခက်ခက်ရရနေလို့ပါဒီမှာလုံးဝပြောင်းပြန်ဆင်းရဲတဲ့အမေကသူကလုံးဝအပေါ်ကြီးကလုံးဝမလျှော့ဘူးသူကဆင်းလာဆင်းရဲတာသူကပြောင်းတယ်မာနကြီးချမ်းသာတဲ့မိဘကြီးပဲအခမ်းရတာကြီးပဲပေါ့လေဆိုတော့ဒါကလည်းပြိသက်အတွက်အစ်စ်တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ပြိသက်မပြောနဲ့အမားတို့ကိုယ်တိုင်တော့အစ်စ်ဖြစ်ပါတယ်သုံးတင်ပြဇာတ်ကားကိုမှ application မှာလည်းကြည့်လို့ရပါတယ်ဖြစ်နိုင်တော့မှ application မှာဝင်ရောက်ကြည့်ရှုစေချင်ပါတယ်ဒါကြောင့်လဲဆိုတော့အယုတ်အတန် quality ကောင်းကောင်းနဲ့ကြည့်စေချင်လို့ပါကျေးဇူးတင်ပါတယ်